ကျွန်တော်တက်တာရနိုင်လေပေါ့ကျွန်တော်ခုပိုင်နံပါတ်ကတော့တောင်းလူတောင်းဝင်ပြီးတော့13911ပါခုလက်စီတောင်းထမ်းဆောင်နေရတော့တရင်ခါမရဲ့405ကျွန်တော်ဖေရတော့ဦးအောင်ကြီးတော့စမ်းနီလာကျွန်တော်ကအခုဒီစစ်တက်တဲ့ရောက်လာတယ်ဆိုတော့အဲ့တော့ကျွန်တော်ဘဝနဲ့ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ကံမကောင်းတာပဲအမှန်မှန်တော့ကျွန်တော်ဘန်ကောက်တက်ဖို့ဘန်ကောက်တက်ဖို့ကကျွန်တော်ကပွဲသားနဲ့ချိတ်လိုက်တာကျွန်တော်တကယ်ရင်9ရောက်ပဲဘန်ကောက်တက်မယ်ဆိုပြီးတော့တယောက်9သိန်းပေးရတယ်လောလောဆယ်ခိုးရောက်မှအဲ့ဖုန်းဆိုင်ပြီးတော့တယောက်10သိန်းထပ်ပေးရမယ်ဆိုတော့လက်ငင်းပါဗျာ18သိန်းနဲ့အဲ့တော့ပွဲသားကိုကျွန်တော်တို့က9သိန်းစီပေးရတယ်ကျွန်တော်တကယ်ရင်9ရောက်ပြီးပြောတကယ်9ရောက်တော့တယောက်9သိန်းပေးပြီးတော့ကျွန်တော်တို့တွေအဲ့ဒီပွဲသားတော့ပေါင်မျိုးနဲ့ဥဒရာကြီးကနာမည်ကဒင်းထက်တယ်သူ့အိမ်တော့ကျွန်တော်မသိပါဘူးသူကျွန်တော်တို့ခေါ်လိုက်တော့ဗျာလောဝါကျန်တော့မုဒ္ဓမလောဝါကျန်တော့ကျွန်တော်တို့ညဘက်တိတ်တော့ညနေ9:00လောက်ရောက်အောင်နေမနေ့ကျရင်မင်းတို့စိုးရိမ်လောက်ခေါ်ပဲငါညီဆိုပြီးတော့ကျွန်တော်တို့ထားခဲ့အဲ့လောဝါကျန်တဲတဲမှာဗျာကျွန်တော်တို့ပြတိတ်လိုက်တာအဲ့ညကျွန်တော်တို့ဒီမှာအဲ့ခဲ့တော့ကျွန်တော်တို့တငယ်ချင်းတွေကညောင်းနေမနေ့ကျရင်ဘာအောင်တာတော့ဆိုတော့ပျော်ပြီးတော့ရွာထဲဝင်တော့ရက်တွေပါတွေတွေ့တောက်ကြတာတွေ့တောက်ကြတော့ဗျာအကုန်လုံးမူးနေကြကောင်းနေဆိုတော့မိုးလေးမသွားမယ်ဆိုတော့ဘယ်ကမိုးလေးရမယ်မနေ့2 နာရီလောက်မစီတယ်ကျွန်တော်တို့လက်ခေါ်ရတာလက်ခေါ်တော့လည်းကြည့်အောင်ဗျာစစ်သားတွေရဲဝတ်တွေနဲ့ကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့လက်ခေါ်တာစစ်သားတွေဘာလို့စစ်သားတွေလက်ခေါ်ရဆိုရင်အဲ့ဒီပွဲသားကျွန်တော်တို့ရောင်းရလိုက်စစ်တပ်တယ်မှာရောင်းရတယ်ကျွန်တော်တို့လည်းမသိမနေ့2 နာရီလောက်ကျွန်တော်တို့လက်ခေါ်တယ်ငါကြီးတို့ဘန်အောင်တက်မဲ့ဒီကိုတွေလာတာဟုတ်တယ်အေးလည်းမင်းတို့ပွဲသားတော့ခါမိလက်ခေါ်ခိုင်းမင်းကြီးအဲ့ဒါကျွန်တော်တို့9ရောက်တော့အထုပ်ပူလေးပြင်ခိုင်းကားဝတ်တင်တော့ကျွန်တော်တို့ခေါ်တော့တလန်းလောက်ကားပြီးထိုးသွားပါတယ်ဗျာသူတို့စစ်တပ်တဲ့ရောက်စုဆောင်ရေးတက်တဲ့ရောက်တော့မီးမိတ်တော့သူတို့တက်တယ်ဝင်ပါတယ်ကျွန်တော်တို့လည်းမသိကိုဘာဖြစ်လို့ကားမီးမထိုးတော့တာလဲကာမီးကဘာဖြစ်နေလဲပြတ်သွားတာမသိဘူးအဲ့ဒါနဲ့ကျွန်တော်လည်းစစ်တပ်မှန်းမသိစူပေါင်းရင်တပ်မှန်းမသိကျွန်တော်ခေါ်ရတာအဲ့ဒါနဲ့ပဲမိုးလင်းတော့ကျွန်တော်ပြောတာဒီမှာလည်းမင်းတို့ဘာအောင်တူတပ်ပဲမင်းတို့ညကိုလေးဆိုတော့အယောက်30လောက်နေဒီမှာလည်းကျွန်တော်တစ်ချက်စဉ်းစားလိုက်ဘာအောင်တပ်ကလက်ငယ်တက်တယ်ဆိုတော့ကျွေးတက်တာမဟုတ်တော့လူဒီလောက်ပြရအောင်အဲ့ဒါနဲ့ကျွန်တော်တစ်ချက်တွေ့ပြီးတော့ကျွန်တော်ငယ်ရေကျိုးပြောတယ်ငါကတိတ်မဟုတ်တော့ဘူးမင်းကဒါဘာအောင်တပ်မဲ့လူတို့မဖြစ်နိုင်ဘူးကျွန်တော်ပြောတယ်အဲ့ဒါနဲ့ကျွန်တော်ငယ်ရေအဲ့ဒါနဲ့သူကလည်းအဲ့တော့မှပေါက်ပြီးတော့တေချာလိုက်ကြည့်ဟိုကြည့်ကြီးမှအဲ့တော့မှစစ်တောင်းရင်ဆိုင်ပုတ်တူတော့ကျွန်တော်တို့ကပြောတော့ဗောအဲ့ဒီကစစ်သားလောက်ပဲလူတွေကျွန်တော်ပြောတော့မသိဘူးလေကွာတဲ့မင်းတို့ဒီပါခေါ်လာတာဒီပါပဲနေပါတော့အဲ့ဒါကျွန်တော်တို့လည်းဘယ်လိုပြောမလို့ကပြောလို့မရကိုလူမေးတော့လည်းမေးလို့ပြဒီလူပြောတော့လည်းပြောလို့မရဘယ်တော့မှပြောလို့ပြအောင်ဆိုတော့ကျွန်တော်တို့မင်းတို့တွေကဒီကိုခေါ်လာတာမင်းတို့ဘန်အောင်တက်ဖို့မဟုတ်ဘူးတဲ့ဘန်အောင်မင်းတို့ခေါ်သွားဖို့လည်းမဟုတ်ဘူးတဲ့မင်းတို့တက်တယ်ပြင်ဖို့တဲ့ခေါ်လာဆွဲလာတာဆိုတော့အဲ့တော့မှကျွန်တော်တို့လည်းခါနနာအကုန်လုံးပြီးတော့အဲ့ဒါနဲ့ပဲကျွန်တော်တကယ်ချင်းနေဘာမှမထူတော့အဲ့ဆိုရင်အိမ်လေးတော့ကျွန်တော်တို့ဖုန်းပြီးဆက်ပါဗျာမင်းတို့အိမ်ဖုန်းဆက်လို့မရဘူးလေမင်းတို့ဘယ်လိုဆက်လို့ရတယ်လို့ပြောလို့တယ်ကျွန်တော်တော့အိမ်မှာကတည်းကဖုန်းပြီးတော့ပါဘူးဘန်အောင်တက်မယ်ဆိုတော့ကျွန်တော်တကယ်ချင်းနေရပါတယ်သူတို့ဖုန်းတွေအကုန်လုံးသိမ်းလာတယ်လို့နဲ့ပဲဘယ်လိုမှလုပ်လို့မရတော့လိုပဲကျွန်တော်တို့ထားလိုက်တာတလားပိုင်းကတည်းကဖမ်းလာတာခေါ်လာလိုက်တာ2 လကျော်လောက်ကြာအဲ့ကျွန်တော်တို့ဟိုရုံသွားလိုက်ဒီရုံသွားလိုက်နဲ့ကျွန်တော်တို့ဘုတ်တွေထိုင်ခိုင်းလူတွေစစ်လူတွေဖောက်ယောဂတွေစစ်ကျမကြီးမကောင်းလို့စရင်နဲ့စီးကြလို့စရင်နဲ့မင်းတို့မလုပ်ရတော့ဘူးမှန်ပါတယ်စီးကြရင်တော့မလုပ်ရဘူးဒါပေမဲ့တချို့ကကျွန်တော်တို့ကတော့စီးအောင်တယ်လေစီးအောင်တယ်ဆိုတော့ကျွန်တော်တို့ကတော့စစ်တက်တယ်ပူလိုက်စီးကြတဲ့လူတွေကြားတော့ဘယ်လိုလုပ်လဲဆိုတော့ငါးဖမ်းလေးတွေမှာရောင်းစားတယ်ရှားနေရတွေမှာရောင်းစားတဲ့လူမျိုးလူတွေဖွယ်ထုတ်လာတယ်နောက်ကျွန်တော်တို့တကယ်ကြီး9ရောက်တာဘာဘူးနဲ့ကွာတို့တကယ်ချင်း9ရောက်တူစီးရပဲဆိုပြီးတော့ကျွန်တော်တို့ကအားလုံးမချုပ်ပါဘူးဒါမှနောက်တင်တန်းအကြောင်းခွဲဖို့တဲ့ခါကျတော့တယောက်တက်နေရတယ်ရောက်တော့သူကတကြောင်ကိုကတကြောင်တင်တန်းကြောင်းတွေကမတူဘူးပေါ့ဗျာတယောက်နဲ့တယောက်ကြောင်းချင်းအဲရောက်တော့လဲတကယ်ချင်းနေသူတို့ပြောတာတော့မင်းတို့တကယ်ချင်းနေကြောင်းခွဲသွားလဲတင်တန်းဆင်းပြန်ဆုံးမယ်အခုချိန်ကြီးပါဗျာစုံဖို့ပြောလဲမျက်နှာတော့မရတော့ဖုန်းနဲ့ဆက်လို့မရတော့အဲ့ကလေးကနေကျွန်တော်တို့တင်တန်းကြောင်းပို့လိုက်တာ3 လပိုင်း15 ရက်နေ့ကကျွန်တော်ပို့လိုက်တာတင်တန်းကြောင်းဘာကြောင်းလဲဆိုတော့ကျွန်တော်စာဖတ်လိုက်မှာပဲငွေတိုက်တောင်းနေကြီးမျိုးနဲ့စာခတာခွန်တင်တန်းကြောင်းအမှတ်9ပေါ့ဗျာအဲ့ဒီကိုကျွန်တော်တို့ပို့လိုက်တော့ခွဲ5ခွဲရှိတယ်တင်တန်းကျောင်းမှာတစ်ခွဲ200ကျော်အချို့ကြတော့လည်း100ကျော်လုံးခွဲရတော့100ကျော်ပေါ့140 150လောက်ရှိပါတင်တန်းကျောင်းပါဗျာဒီလိုပဲတင်တန်းရောက်တော့နားရမယ်ထင်လို့လားမနားရဘူးဒီကနေကားစီးသွားတာမျိုးတိုင်းကျုံးမပြီးနေရတယ်လူရပင်ပန်းနောက်နေမနဲ့တင်တန်းဆင်းရတာပါတင်တန်းဖွင့်မယ်ဆိုပြီးတော့မှလောက်ရတာပါတင်တန်းဖွင့်ပဲလောက်တော့တဲ့ဟိုဟာတွေတေတရားတွေပေါ့အလုပ်တွေကရှုပ်လို့လူကကားစီးတာပင်ပန်းတာတမျိုးရတဲ့လောက်ရတာတမျိုးအဲ့ဒါတင်တန်းဆင်းတဲ့တင်တန်းစားဖွင့်တဲ့နေ့တွေကြောင်းမနေ့ဆိုပြီးကျွန်တော်တို့ခေါ်ထားကြတာမနေ့4 နာရီလောက်ဒီနေ့တင်တန်းဖွင့်ပြီဆိုတော့အဲ့ဒါအကုန်လုံးတန်းစီယူနီဖောင်းတွေဝတ်ခိုင်းအကုန်လုံးကျွန်တော်တို့တန်းစီရတာပေါ့တန်းစီလည်းပြီးလည်းပြောရတာဘာလို့လဲဆိုတော့တန်းစီတာမတက်လို့ဆိုပြီးတော့ပါးရရောက်ချက်ရကန်ထီတယ်ဘယ်သူကတန်းစီတက်မှာလဲဗျာအခုမှသူတို့ခေါ်လာတာစစ်တက်တဲ့ဝင်ဖို့ဆိုပြီးတော့တန်းစီကဘယ်လိုစီလို့စီရမှာမသိဘူးဘယ်သူကသိမှာသူတို့စစ်တက်ကြအောင်ဘယ်သူကသိမှာဒါကျွန်တော်ပါးရရောက်ချက်ရကန်ထီတယ်သူတို့တန်းစီတော့မစီတက်လို့လားဆိုတော့အဲ့ဒါနဲ့ပဲကျွန်တော်တို့တင်တန်းတက်ခဲ့တာတော့တင်တန်းရတော့6 လပေါ့တင်တန်းကလာတော့တင်တန်းကလာ6 လတက်ခဲ့တယ်ဒါပေမဲ့တင်တန်းတော့စင်ပြီး6 လပြည့်သွားလို့18 ရက်ထပ်နေရသေးတယ်ဘာဖြစ်လို့လဲဆိုတော့လူကြီးမလာသေးလို့လမ်းကြောင်းမကောင်းသေးလို့လူကြီးမရှိလို့အမျိုးကြောင်းကြားချက်တွေနဲ့အဲ့ဒါ18 ရက်ကျော်ထပ်ကြရတော့အဲ့ဒါနဲ့ကျွန်တော်အဲ့တင်တန်းနေဆင်းလာတယ်နော်လားတင်တန်းဆင်းလာပြီးတော့တက်ရင်ရောက်လာတော့မရောက်သေးဘူးတခါကျွန်တော်တို့ရန်ကုန်စစ်ကြောရေးပို့လိုက်ဘင်းအောင်စစ်ကြောရေးတက်ရောက်ပြန်တော့လဲချက်ချင်းထွားလာဆိုတော့အဲ့ဒီမှာတပတ်လောက်နေရတယ်တပတ်လောက်နေရတော့လေဗျာကြည့်အောင်ထမင်းသက်စားရတာလည်းစစ်သားတွေကလည်းဒီမှာတပုံပြီးစစ်သားတွေကရောက်ထောင်နဲ့တောင်းနဲ့ချီပြီးတော့ဒီမှာထမင်းတစ်ခါစားဖို့ကြီးကဒီကနေသွားတန်းစီထမင်းတစ်ခါစားဖို့2 နိုင်လောက်စားနောက်စားမယ်စားတော့လေဘာလဲစားရတယ်ဆိုတော့ကြည့်အောင်အင်းကျိုးနဲ့
ဒီပဲအင်းကျုံနဲ့ဟို26လေး5ပတ်အဲ့ဒါနဲ့စားတာကျွန်တော်စားရတော့ကျွန်တော်အဲ့ဒါနဲ့ပဲတပတ်နေတော့ကျွန်တော်တခါတင်ပေါ်ကြီးစီးလာတာတင်ပေါ်လည်းကျွန်တော်တို့ပို့တယ်ခုကျော်ကြားတဲ့တက်ရင်ခုကျော်ကြားတဲ့တက်ရင်ကတော့106မြို့နယ်405တက်ရင်ပေါ့ဗျာအဲ့ဒီကိုကျွန်တော်တို့ပို့တာတင်ပေါ်နဲ့အဲ့ရန်ကုန်မင်းအောင်စစ်ကြော်ကြီးတရားနေတော့တင်ပေါ်ကြီးနဲ့ကျွန်တော်တို့ပို့တယ်တင်ပေါ်ပေါ်မှာလည်းငားတဲ့တင်ပေါ်ကြီးကတင်ပေါ်ဖြူတင်ပေါ်ဒီစီလောက်ဝန်ထမ်းနေပါပဲစစ်သားတက်စစ်သားမိန်းမတွေစစ်သားကလေးတွေသူတို့မိန်းမတွေကလေးတွေတပုံပေါ့ဗျာရှားဝန်ထမ်းမိန်းကလေးမျိုးသမီးတွေလည်းပါတယ်တပုံဗျာတင်ပေါ်ငါးတက်လုံးကလူကအရက်ပေါ်တောင်းလိုက်ချီရသေးတယ်အဲ့ဒါထမင်းစားဆောင်တစ်ခုစီးတယ်တင်ပေါ်ပါ3တက်မြောက်ပါအဲ့တင်ပေါ်ဆောင်3တက်မြောက်ပါထမင်းတစ်ခါစားဖို့ယူတိုးရတာမနက်9နိုင်တဲ့တိုးရင်10နိုင်17နိုင်လောက်စားကန်တော့အဲ့ကျွန်တော်တို့ကထမင်းမစားစိတ်ညစ်လို့ထမင်းတိုးရတာထမင်းလည်းဝယ်စားလို့မရပတ်စံလည်းမရှိပတ်စံလည်းမပေးဘူးကျွန်တော်တို့အဲ့ဒါထမင်းစားရတာစိတ်ညစ်တယ်ကျွန်တော်တို့လည်းငါးတာများတော့တင်ပေါ်မှာ2ညအိတ်တော့မှ2ညအိတ်တော့မှမင်းတို့တရက်ချောင်းရောက်ပြီဆိုတော့ကျွန်တော်တို့တင်ပေါ်အဲ့ဒီငါးတဲ့တင်ပေါ်ရေးလေးမှာရက်တာရက်တော့ဒီမှာတခြားလေးတစ်စီးကကျွန်တော်တို့လည်းခေါ်တာတခြားတင်ပေါ်သေးလေးငါးဖန်သေးလေးပေါ့ဗျာသေးသေးလေးကျွန်တော်တို့အဲ့ဒီကနေတော့တစ်ဆင့်တစ်ခါထပ်တင်ကျွန်တော်တို့အားလုံးဆိုလို့ချင်းကျွန်တော်တို့ဒီ405တက်လာတာတော့ပါစာတော့ရောက်20ပါတော့ပေါ့ကျွန်တော်တို့ဒီဟောတာတန်တရားတော့အားလုံး73ရောက်ပါအားလုံးဆိုရင်30ကျော်ပေါ့33ရောက်ပါအဲ့ဒါနဲ့အဲ့ဒီလေးကစီးတာတော့ကျွန်တော်တို့ဟိုကနေတစ်ခါလဲထုတ်ပြလိုက်တယ်ကျွန်တော်တို့ကြီးကအင်ကြီးတွေကြီးကအုတ်ထုတ်တွေလက်နက်ပစ္စည်းတွေတနက်တွေအကုန်လုံးတစ်ခါပြန်ချပြီးတော့တစ်ခါကျွန်တော်တို့တစ်တာတွေလည်းပါတယ်သူတို့ရောင်းလာတဲ့တစ်တာတွေအဲတစ်တာတွေကျွန်တော်တို့တေချပြီးတော့မှတင်မောဘွားနေတော့အဲ့ဒါတစ်ခါကားပေါ်ထက်တင်တိန်တော့405တက်ကိုကျွန်တော်တို့သူတို့လည်းကျူတဲ့စစ်ကိုင်းနဲ့ကျွန်တော်တို့စီးလိုက်တော့ရောက်လာတော့ဗျာပင်ပန်းနဲ့နားမတော်တော့နောက်နေ့မနေ့မင်းတို့မုံမတက်ရမယ်မုံမဆိုတော့ဘာလဲကျွန်တော်တို့လည်းမသိအဲ့ဒါနဲ့နောက်နေ့မနေ့မိုးလဲတင်နေအောင်တန်းစီခိုင်းတင်တန်းစားမယ်ဆိုတော့နောက်ဆုံးတော့ဘာလုပ်ခိုင်းလဲဆိုတော့ကျွန်တော်တင်ခဲ့တဲ့တနက်ဖြုတ်တယ်တက်တယ်ပြီးထိုင်လာတယ်ပြီးအိတ်တာတယ်ခါမှာအပြင်နဲ့ထွက်လို့မရဘူးပြီးပေါက်ချင်းသူတို့တင်ပြသူတို့ပြောပြီးတော့မှတပေါက်ဒီပေါက်တော့နောက်ဆုံးအဲ့ဒါတပတ်ပြီးသွားလို့တပတ်ပြီးမင်းတို့ AC ဖြုတ်ရပြီဆိုတော့တပတ်လည်းပြီးတော့မုံမတင်တန်းပြီးသွားပြီးနားရပြီလားလို့နောက်နေ့မနေ့ကျတော့ကျွန်တော်လှုပ်ရှားသွားရမယ်နေမရှင်းလင်းမင်းတို့စစ်တပ်ရမှာမဟုတ်ဘူးတဲ့ဘာမှတွေးကြောက်မနေနဲ့မင်းတို့စစ်တပ်ရမှာနေမရှင်းလင်းတပတ်10ရက်ပြားသွားမယ်ပြီးလို့စရင်ပြန်လာမယ်ပေါ့အဲ့ဒါကျွန်တော်တို့ဒီနေ့လို့တင်တန်းပြီးတယ်ဗျာနောက်နေ့ကျတော့ကျွန်တော်တို့မနေ့ဆိုတန်းစီခိုင်းရိတ်ခါတွေထုတ်ခိုင်းရိတ်ခါထုတ်ခိုင်းတော့သူတို့ဟန်ကောကြိုက်နေတယောက်3ခု3ပြည်နီးတော့စီတော့ဗျာ2ပြည်ခွဲ2ပြည်နဲ့6ခုတော့စီမှာအိဆန်တထုတ်နောက်စီရတယောက်တကူနောက်သူတို့ပြီးပါတယ်6ကြော်လေးတွေငပိကြော်လေးတွေသူတို့ထုတ်လာပြီဒါပဲရိတ်ခါတော့လားအဲ့ဒါကျန်တာဘာမှမပါဘူးဘာတွေပါတယ်ဆိုတော့ကြီးစံပါတယ်ကြီးစံနဲ့ထုတ်ပြီးတယ်ကျွန်တော်တို့အာမီဝတနက်ထုတ်ပြီးတယ်ကျွန်တော်တို့လူသစ်တွေပဲကျွန်တော်ဟိုကပါလာတာတော့တနက်သစ်တွေပဲသူတို့ဒီရောက်တော့သစ်တွေကိုသူတို့တင်လာတယ်ဗျအဟောင်းတွေကျွန်တော်တို့ထုတ်ပြီးတယ်ခြေတံထုတ်ပြီးပြန်လာတဲ့တနက်တွေအဲကျွန်တော်တို့ထုတ်ပြီးတယ်နောက်ပြီးတော့သူတို့ဘုံသီးအပီဒီယာဘုံသီးဆိုတာတယောက်3လုံးကျွန်တော်တို့အဲ့ထဲထည့်ပြီးလိုက်အဲ့ဒီဘုံသီးနဲ့အဲ့ကြီးစံနဲ့အဲ့ဒီရိတ်ခါတွေတက်ပဲကျွန်တော်တို့မှအဲ့ကြောဘွေးတစ်လုံးပဲမနေဘူးအတိုင်းမနေမြေပြတ်မှာတော့မနေဘူးတိတ်တော့သွားနေရအခုကျွန်တော်တို့သွားနေရတယ်ဒါမြေပြတ်လည်းမဟုတ်ဘူးတောင်တွေတက်တာတစ်လုံးကျော်ပြီးလို့ဆိုရင်ရောက်တဲ့နေရာမှာအဲ့မိုးရရွာဒါနမ2ညထက်အဲ့ပြီးတော့ကျွန်တော်တို့မှရွာတွေရောက်တော့ဘာလို့မလဲလို့ရွာထဲမှာကျွန်တော်ဝင်သွားတော့လူတရားမရှိတော့ဘယ်စီးတော့မယ်ဗျာလူတွေလည်းကြောက်တော့ပေါ့သူတို့တွေအဲ့ဒီရွာထဲပို့ခဲ့ဒီမှာတနက်တွေဖောက်တယ်ဘုံတွေပြစ်တယ်ရွာသားတွေကကြောက်လိုက်ရွာသားတွေကပြီးတော့မရှိတော့အဲ့တော့ရွာထဲဝင်တော့ကြော်ပြောလဲရွာထဲမှာပါလို့ပို့လိုက်နေကြီးတော့မင်းလုံးမဟုတ်ရဲဘော်တက်လို့နေအဲ့ဒါလည်းကျွန်တော်လည်းဘာမှမပြောပါပိုင်းကန်ထိမှဆိုကြောက်လို့တော့မဟုတ်ဗျာရှင်းပြောမှဆိုလို့အနာမခံကျင်လို့ကျွန်တော်တို့အဲ့ဒီရွာထဲရောက်ကင်းနေဆောက်လာခိုင်းတယ်လမ်းနေဟိုကထိပ်ဒီဘက်ထိပ်ဒီဆောက်ခိုင်းတော့ကျွန်တော်တို့အဲ့ဒီမှာအဲ့ဒီအိတ်တိတ်မှာကျွန်တော်တို့နေနေရတယ်ကျွန်တော်အိမ်လေးမှာသူတို့တွေကတခြားအိမ်တွေမှာအိတ်တယ်နောက်ပြီးတော့သူတို့တွေကတခြားလို့မူရက်ကောက်တယ်မူပဲယူရက်ကောက်တယ်ယူနေတယ်ကျွန်တော်တက်စိတ်တဲ့လူတွေကြော်မိတယ်ကျွန်တော်တက်စိတ်ကတော့တက်စိတ်မူကတော့ဥမော်ထုံတော့ဗျာအဲ့ဒါကတော့ဒါပေမဲ့သူတို့အဲ့တိတ်ရင်မူတွေဒုတိယရင်မူတွေသူတို့နာမည်တွေကတော့ကျွန်တော်မသိဘူးဘာလို့ဆိုတော့ကျွန်တော်တို့စားရုပ်ကလေးကတင်တန်းတက်ကြတယ်မင်းတို့ပြီးလို့ဆိုရင်မိတ်ဆက်ပေးမယ်ဘယ်သူနာမည်ဘယ်သူနာမည်ဆိုပြီးဒါပေမဲ့ကျွန်တော်တို့အဲ့ဒါမိတ်ဆက်တွေကျွန်တော်တို့လှုပ်ရှားထားပါစေကျွန်တော်တို့ကတော့ထုတ်လာတက်မှာဘယ်နေရာမှာဘာရှိလဲဆိုတာလည်းကျွန်တော်တို့ခုခုမသိအဲ့ဒါဗျာဒီညမူတဲ့လူတွေကမူနေတော့ကျွန်တော်ကတော့မသိလို့မေးကြည့်တာကျွန်တော်တက်စိတ်မူသူတို့တွေမူနေကြတာလားဘယ်ရလာရတယ်လို့ကြော်ပြီးတော့သူစိုင်တွေလိုက်ဖောက်တာစိုင်တွေရတဲ့အရက်တွေပါတယ်အဲ့ဒါဆိုလို့ဆိုရင်ဒါစိုင်တွေတော့ရဖွင့်တာကျွန်တော်လည်းမသိဘူးလားမင်းတို့သိရအောင်မင်းတို့အလုံးမမဟုတ်တာဒါပဲကျွန်တော်တို့ပြောအဲ့ဒါကျွန်တော်နေနေနောက်နေ့မနေ့ကြားတော့ဗျာစိုင်တွေသူတို့လိုက်ဖောက်တာမဟုတ်တွေချိုးရဘူးတွေတပုံပဲသူတို့ရေးပေါ်ဟောင်းနေပေါ့တရက်တွေ2ရက်တွေ3ရက်တွေအဲ့ဒီမှာသူတို့တွေကအချိုးရဘူးတွေမဟုတ်တွေရောကျွန်တော်တို့လည်းပိုက်စားရတာကျွန်တော်တို့လည်းမဟုတ်နေချူကျွန်တော်တို့ကပြန်တောင်းစားရတယ်သူတို့စီကနေရဲဘော်ချင်းချင်းတော့မှာဒါသူတို့ကလိုက်ဖောက်တာစိုင်တွေကတော်ကုန်ပြီကျွန်တော်တို့ကပြောတာဘာဖြစ်လို့ဒီမုတ်တွေဘာလောက်တာလဲအကုန်လုံးယူတော့ပါနော်အားလည်းမင်းရလည်းလမ်းမှာစားလို့ရတယ်ပိုက်စားအောင်စင်ယူဆိုပြီးတော့အဲ့ဒါနဲ့ကျွန်တော်ဘာမှပြောတော့သူတို့လို့တော့ကိုလည်းတစ်ခါမတွေ့ဘူးလေဗျာဒီလိုမျိုးလည်းတစ်ခါမှမကြုံဘူးရှေ့ရန်ဆိုတာလည်းကျွန်တော်ဘာမှမသိဘူးစစ်တပ်ရဆိုတာလည်းဘာမှမသိဘူးအဲ့ဒါနဲ့အဲ့ဒီရွာနေထွက်တော့လမ်းမှာအဲ့ဒါနဲ့တော်လိုင်းရေးဖွဲ့တွေနဲ့ပြစ်ခတ်မှုဖြစ်တယ်ကျွန်တော်တို့တော့မသိပါဘူးကျွန်တော်တို့ကရှိရဆိုတော့သွားရတယ်ဆိုတော့အနောက်ဆုံးက4ရက်လေးတက်ပါဆိုတာကျွန်တော်405ဖွဲ့ရတာအယောက်80ကျော်ပါအဲ့ကျွန်တော်တော်မှအဲ့လိုပဲဆက်လိုက်တော့တော်မှ3ည4ညအဲ့လိုပဲအိတ်တာအားလုံးလမ်းမှာ6ညကြာတော့ဗျာကျွန်တော်လာတဲ့ချိန်နဲ့ဆိုရင်အဲ့လာအဲ့လိုပဲလမ်းမှာတွေ့တယ်တဲမီးရှို့တယ်ကျွန်တော်တွေ့တယ်
ဆိုင်ကယ်တွေ့တဲ့ဆိုင်ကယ်ကိုမီးရှို့လိုက်တာလည်းတွေ့တယ်ဒါကြောင့်ကျွန်တော်ပြောတယ်ဘာလို့မီးရှို့လာလဲဆိုတော့ဒီကောင်တွေကသတင်းပေးတယ်တဲ့သတင်းပေးရမပေးလားဘယ်လိုလုပ်သိတယ်တဲ့ငါတို့ကသိတာပေါ့တဲ့မသိဆိုတာရှိတတ်လားကိုလည်းကိုလုံးမို့တော့ကိုလည်းအဲ့လောက်တွေပဲမီးပါတယ်ကျွန်တော်လည်းဘာမှမပြောပါဘာလည်းဆက်မမီးတော့ပါအဲ့ဒါနဲ့ပဲကျွန်တော်ဆက်လာပြီးတော့လမ်းမှာအဲ့လိုပဲအားလုံး6ညကြာတော့တောင်တွေတက်တဲ့ဆင်းတဲ့6နားရောက်လို့တင်6နားမှအိတ်တယ်မူးချုပ်လို့စင်းပြင်မနဲ့ဆိုပြန်ထွက်လာတာတောင်ထိပ်ရောက်တောင်ထိပ်မှအိတ်တယ်ခါကြလည်းထမင်းချက်စားရတယ်ပေါ့ဗျာတစ်ခါကြလည်းမစားရဘူးဘာလို့မိုးရလည်းရွာနေတာခင်းရလည်းအချောက်တော့မရှိဘူးတော်တော့မှဆိုတော့သူရကြုံလာအိတ်ရတာဆိုတော့ခြေထောက်တွေလည်းဝဲစားတာကျွန်တော်ခြေထောက်တွေရတာမရှိတော့မတရားနူတွေကြာနေတာခြေပွားလေးဆိုလို့စင်းတမင်ပြီးဆွဲထားတဲ့တော့လမ်းအောင်ရှောက်မလိုက်ပဲကြားလေတန်းရှောက်ရင်ထုံးနေတဲ့ဒီလေးလျံပင်ပန်းနေတဲ့ဒီအထုပ်ယူလည်းတရားတယ်တောင်ကုန်းတွေလည်းတက်ရတယ်တကုန်းမတုံးမိုးနေနေမူချုပ်လည်းထိကျော်သွားတယ်ကျွန်တော်ခင်ဗျဘာလို့လဲဆိုတော့ဘာမှမပြောစစ်တိုက်တာလည်းမဟုတ်ပါလောက်တာလည်းမဟုတ်ဘယ်လိုဖြစ်လို့ဒီတော့မှသွားလာကျွန်တော်ပြောတာတပတ်လည်းပဲ10ရက်လည်းပဲဘယ်လောက်ကြာမလဲမသိအဲကျွန်တော်လမ်းမှာ6ညကြာ6ညကြာလဲကြာတော့နောက်တစ်နေ့ကြာတော့အဲ့မှာစော်ပြားဆိုတဲ့ရွာကိုဝင်ကျွန်တော်လည်းမသိဘူးပေါ့ဗျာရွာလည်းဝင်မယ်ဆိုတော့အဲ့မလားကျွန်တော်တို့တောင်ထိပ်မှာအဲ့တော့ကျွန်တော်ဆင်းလိုက်တော့ဒီမှာလောကကျန်လည်းဝင်ရွာလည်းဝင်တော့ဒီမှာသူတို့ရွာလည်းဝင်လာပြီးတော့ဗျာဟိုးဘက်မှာသွားပြီးတော့တနက်တွေတဖောက်အောင်ကြတာပြောမစင်တော့ချက်ပြီးတာပေါ့ရွာလည်းမှာလူတယောက်မှမရှိတော့ပါဘူးရွာသားတွေလည်းအဲ့နဲ့ချက်ပြီးတော့သူတို့တနက်ပြည့်တဲ့အချိန်မှာပဲကျွန်တော်လည်းမထူးဆိုတော့ကျွန်တော်ထွက်ပြေးဖို့တလန်းလုံးကြော်ချောင်းလာတာလမ်းမှာဘယ်တော့မှကျွန်တော်ပြေးလို့မလို့ကျွန်တော်ထွက်ပြေးဖို့ကြံစီတာတော့ဟိုးတင်တန်းเจ้าမှာကလေးဟိုးတော့စူးတော်ကြီးမှာကလေးကျွန်တော်ထွက်ပြေးဖို့ဘယ်လိုမှပြေးလို့မလို့ပြေးပေါပစီလို့တော့ကျွန်တော်မပြေးအဲ့ဒီနေ့ကြတော့မထူးတော့ဆိုပြီးတော့အဲ့မှာသူတို့နေရယူခိုင်းကြတာနေရယူခိုင်းကြတဲ့ရွာမှာဆိုတော့ဗျာဓမ္မတလန်းစီတယ်မြင်လားမသူတို့သူတီကိုရပါနေရယူကြတော့ဟိုမှာတနက်ပြစ်ဖောက်ပြီးတက်မေးနေအဲ့ချိန်မှာကျွန်တော်လမ်းမဟိုဘက်ကကူးလာတယ်ကူးလိုက်တော့နေရယူလို့ပါလို့နဲ့ကျွန်တော်ထွက်ပြေးရောသူတို့လုံးပုံကိုက်ပုံတွေကလည်းကိုမျက်စိတွေမှာမြင်နေရတာပါအဲ့ဒါနဲ့ကျွန်တော်ထွက်ပြေးတော့ဒီမှာလေကွင်းနဲ့ရောက်တော့ဒီမှာကျွန်တော်အပင်လေးတွေကဗျာအပင်အော်လေးတွေအဲ့ချုံလုံးမှာကျွန်တော်ထိုင်နေလိုက်ကြီးတော့ထိုင်တော့ကျွန်တော်တနက်အေးကြီးတဲ့ပြချပလိုက်လာရင်လည်းကောင်းလာပြီရောအဲ့ဒါနဲ့ကျွန်တော်ပြချလာတဲ့အချိန်မှာဒီမှာပြခမှုစဖြစ်လိုက်ရွာတော့မှာဒီမှာတော်လိုင်းဖွဲ့တွေနဲ့သူတို့ဖွဲ့တွေပြခမှုဖြစ်ကြနောက်ပိုင်းတော့သူတို့ဘယ်လိုတွေဖြစ်လို့ဖြစ်ကြလဲတော့ကျွန်တော်လည်းမသိတော့ပါဗျာအဲ့ဒါနဲ့ရေထဲကနေတော့ဒီမှာနေနေတဲ့အချိန်မှာကျွန်တော်စစ်ကြောင်နေရပဲ3-4ယောက်ထိုက်ထွက်ပြေးလာတာကျွန်တော်တွေးလိုက်ပြေးသွားတော့ကျွန်တော်ကြီးလာတော့သူတို့စစ်ကြောင်တွေကလူတွေတော့ပြေးလာတယ်ဆိုတော့ဒီကောင်တွေဖြစ်လို့ပဲဖြစ်မယ်ဆိုပြီးတော့အဲ့ဒါနဲ့အဲ့ဒီအချိန်မှာတော်လိုင်းဖွဲ့တွေကနောက်နေတနက်နဲ့လိုက်ပြစ်တော့သူတို့အော်ပါလဲထောင်းနေမင်းတို့ပုံနဲ့ကောင်းနေထွက်ခဲ့ခြုံနဲ့ကောင်းနေထွက်ခဲ့လို့ပြောမင်းတို့ငါတို့ဘာမလုပ်ဘူးဘာခေါ်နေချိန်ကောင်းမထွက်ခဲ့သူတို့ခေါ်ပါလဲဒါပေမဲ့တရားမှမထွက်ဘူးကြောက်နေပေါ့ဗျာသူတို့ကလည်းစစ်တပ်ဆိုတော့လဲဟိုကတော်လိုင်းဖွဲ့တွေကတော့တန်းခေါ်ပါတယ်ကောင်းကျော်တော်ကြောက်နေတာပဲကျော်တော်မှကြောက်ရတော့ကျွန်တော်ဟိုဘက်ကချောင်းနေပြီးကူးကြရတယ်ဟိုဘက်ကကူးချရတော့ကျွန်တော်ဝတ်နေလိုက်တယ်ဟိုကလက်ကွက်လည်းမှာဝတ်နေတော့အဲ့ချိန်မှာပြစ်ခတ်နေကြအဲ့ဒီချိန်မှာကျွန်တော်ဝတ်နေတဲ့ချိန်မှာမိုးမချုပ်ခင်မှာဒီမှာ2ခါ3ခါထပ်ပြစ်တာကြော်ကြားသေးတယ်ပြစ်လိုက်ရက်လိုက်ပေါ့ဗျာဒီမှာအဲ့ဒါမထူးဘူးဆိုတော့ကျော်လည်းဒီမိုးလည်းချုပ်တော့အဲ့ချုံနေထွက်ပြီးတော့ချောင်းနှပေးနာတဲစုပ်ဒီမှာကျွန်တော်တညတော့မကြာနောက်နေမနေ့ဝီလီလေးကြာမိုးလေးမှထွက်လို့ဆိုရင်ကျွန်တော်အဲ့ဒီကနေတော့ကျွန်တော်ရွာသားတွေတွေ့ရမှာဆိုလို့ဝီလီလေးရကြော်ထားထွက်တယ်ကျွန်တော်လည်းဒီမှာဟိုဘက်တော်တာဒီမှာလောဘကျန်လေကြော်ထွက်တော့ဒီမှာလမ်းတစ်ချောင်းကြော်ထပ်တွေ့တယ်မြင်းနီလမ်းလေးကျွန်တော်ဟိုဘက်ဖြိုက်တော့တောင်ပေါ်ရွေ့ကြော်တက်ချရတာဒီမှာလောဘကျန်နေဗျာတောင်မရှိတော့တာအဲ့တောင်တဲကြော်တက်ချရတာတက်ချသွားတော့တဏီကောင်အဲ့လိုပဲတောင်ဟိုဘက်လေတာဒီဘက်လေတာဒီမှာကြော်ရွာနေတယ်ကြော်ဘယ်မှသွားမတက်ခုနေရတာမဟုတ်တော့တစ်ခါမှလည်းမရောက်ဘူးလေဗျာဒီဘက်တွေအဲ့ဒီချိန်မှာလေရင်နဲ့ဘုံနဲ့ကျေးတန်ကြာအဲ့ပြခတ်မှုဖြစ်တဲ့ရွာမှာကြားရတော့ပြီးတော့တစ်ခါလေရင်နဲ့တစ်ခါဆက်လက်နဲ့ထပ်ကုတ်တော့ကြာကြားဒီမှာကျွန်တော်ကလည်းကြောက်တော့ကျွန်တော်ဒီဘက်လှမ်းကြည့်တော့ရွာကိုကျွန်တော်တွေ့တယ်အဲ့ရွာတဲကိုကျွန်တော်ဆင်းချရတာဖြစ်ချင်တော့အဲ့ဒီရွာထဲကဝက်ချန်တစ်ချန်စီးတယ်အဲ့ဒါလည်းမှကျွန်တော်ဝင်တော့မေးတယ်ကိုဒီရွာပါရွာလဲကျွန်တော်မေးကြည့်တော့အညီရပဲသွားမှလဲကျွန်တော်မင်းလည်းမသွားကြလို့အဲ့ဒါအေးတဲ့ကိုလိုက်ပို့မယ်ဆိုပြီးတော့အဲ့ကျွန်တော်သူခေါ်လာတယ်ကျွန်တော်လည်းဝင်သွားတယ်ကိုပါလုံးနေတာလေကိုတို့ဒီမှာဝက်စီထိုးနေတာခဏလေးကြာတော့သူတို့ဖွဲ့စီရလူတွေရောက်လာပါတယ်10ယောက်15ယောက်လောက်ကြီးအညီတဲ့မေတမင်းစားပြီးလာတာကျွန်တော်ထမင်းမစားတာ2ရက်ရှိပြီကိုတို့ဒီကဘာမှမကြောက်နဲ့လာကျွန်တော်ခေါ်ရတော့ကောင်းမို့ပါကျွန်တော်ထမင်းထက်ကြည့်ထမင်းနဲ့ဟင်းနဲ့ထက်ကြီးငါကြီးဝါလာတယ်မဝမ်းထက်ယူရတော်ပြီးကိုတော့ပဲခမရနေရတော့စီပြီဆိုတော့အစာလုံးလေးဆိုတော့ထမင်းကကောင်းအောင်စားပွင့်တယ်အဲ့ဒါဝင်တော့စားရတော်ပြီးကိုဆိုတော့ကိုကဖွဲ့စီရတာဟုတ်တယ်ငါကြီးတဲ့ကိုကဖွဲ့စီရပဲမင်းဘလို့ပြီးလာတာလေအဲ့ဒါကျွန်တော်ကပြောပြပါလားဘလို့ပြီးလာတယ်ကျွန်တော်ဒီလိုပဲပြီးလာတာလေအဲ့ကျွန်တော်တို့ကောင်းမို့ပဲကြောက်ထားတာမနေ့မိုးလင်းတော့ကြောက်ထမင်းကြောက်တည်တယ်ဟိုပြီးတိုက်တာမဟုတ်ကြည့်ရစလိတ်လို့ကျင်တယ်စလိတ်ကုန်းလို့ကျင်တယ်ကုန်ပြီးတယ်ငါကြီးဘာမှမကြောက်နဲ့ကိုလုံးကြောက်ကောင်းမို့ပဲကြောက်စမ်းတယ်ကိုလုံးစိတ်လေးတွေကောင်းကြပါတက်တော့မှပြောတော့ဒီလိုမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တင်တဲ့စတက်ကြတဲ့အဲ့တင်တဲ့เจ้าမကလေးကမင်းတို့တွေထွက်မပြီးနေဒီကနေတော့ပြီးလို့ဆိုရင်ဒီနားမှာ PDF တွေရှိတယ်မင်းတို့လည်း TV တက်မှာအစိတ်တိုက်ပြီးတက်မှာနောက်တော့မင်းတို့ရက်ကြိုက်တက်လို့ဆိုရင်ရက်လည်းစိတ်တိုက်ပြီးတော့မင်းတို့အစိတ်ထိတ်တော့မင်းတို့ရက်တိုက်မှာအဲ့လိုမျိုးပြောတာနောက်ဆုံးရှင်းပြအောင်ဆိုတော့မင်းတို့တာဝင်းဆုပ်ပြီးမီးရှို့မယ်လို့ရွာထဲမှာခေါင်းပြက်ပြီးချိန်မယ်လို့ဒီလိုပုံမပြောတာဘာလို့လဲဆိုတော့သူတို့တင်တဲ့เจ้าထွက်ပြီးမှဆိုပြစ်တက်ရောက်တယ်ဒီလိုပဲ
ကျွန်တော်ပြောစစ်တက်ရောက်တယ်လားမင်းတို့မပြီးနဲ့ပြီးလို့ဆိုရင်မင်းတို့လက်တီးကအဲ့လိုမျိုးကျွန်တော်ပြောအောက်ရှင်းပြောမှဒီသားကျွန်တော်နဲ့တူထွက်လာတဲ့တက်ရင်မူကစသိမနဲ့ကျွန်တော်တို့လှုပ်ရှားသွားမယ်ဆိုပြီးတော့ပြောတယ်မနဲ့ကတည်းကအဲ့ဒီမှာဘလူးဆိုတော့သူကနာမည်တွေခေါ်ထုတ်တော့လူတယောက်ချိနေတယ်တင်တဲ့เจ้าမလည်းအချိနေတယ်လမ်းလျှောက်တော့မှတုတ်ဆွပြအဲ့တော့မရပဲเจ้าဆင်းလာတယ်ကျွန်တော်ရေနီရတာရေနီရဆိုတော့မင်းကမင်းတို့ရေနီရကောင်းတယ်ဒီလိုပဲတော့ပါနေတိနေပါတော့လူတယောက်ချိနေတဲ့ဥစ္စာကိုဗျသူခင်ဗျလမ်းလျှောက်တော့တုံးနဲ့တုတ်ဆွဖြစ်နေတာဘယ်လိုလို့ဒီလမ်းတစ်လျှောက်နိုင်မယ်ဒီအထုပ်ပူရတဲ့တခါတည်းရအောင်ဒီရှိတယ်ဘယ်သူကလိုက်နိုင်မလဲဒီတော့ချိနေလို့အဲ့တော့ပါးတွေလည်းရတယ်တုံးနဲ့လည်းရတယ်ဝင်းရင်တုံးဆောက်လဲဆောက်ကထိုးလဲထိုးဟိုကချိနေတဲ့လူတယောက်ဗျသူ့ဘာပြန်လုံးနိုင်လုံးနိုင်တော့ဘယ်သူကပြန်ခါလောက်မှာသူကတက်ရင်ဘူးလေအဲ့လိုမျိုးတွေ့ရတာစိတ်ဆင်းရဲရကြီးအဲ့ဒါရှင်းပြောအောင်ဆိုလို့လူဘဝတော့ဗျာရှင်းပြောအောင်ဆိုတော့တက်ရင်ဘူးတယောက်ဖြစ်တယ်ရာရှိရတယ်ဖြစ်တယ်အဲ့ဒါကျွန်တော်အဲ့ဒီအဖွဲ့အစည်းတဲ့ကျွန်တော်ရောက်လာကြပါစိတ်ကိုကြီးကကျွန်တော်အညီရဲ့မင်းဘာဘလို့လဲမင်းလင်းဝင်လာတာတဲ့ဟုတ်တယ်ဗျာရှင်းပြောအောင်ဆိုတော့ကျွန်တော်လင်းဝင်လာတာနောက်နေ့ကျတော့ကျွန်တော်တနတ်တခြားယူရတာတနတ်တခြားတော့ပထမတော့ယူပါတွေတော့သူကျွန်တော်လိုက်ပို့ပြီးတယ်ဗျာတနတ်တခြားတော့ကျွန်တော်ထွက်ပြီးတော့လည်းယူဘာမှဖြစ်သေးဘူးလေဘာဖြစ်သေးဆိုတော့ကျွန်တော်သွားတဲ့လမ်းကျွန်တော်မှတ်မိတာဒါပေမဲ့အဲ့အချိန်မှာကျွန်တော်တနက်လက်နဲ့တခြားဖို့ကျွန်တော်သွားတဲ့အချိန်မှာကျွန်တော်လိုက်ပို့ပြီးတဲ့အချိန်မှာကျွန်တော်ရောက်မှတ်မိတော့ဘာလို့မှမမိလဲဆိုတော့ကျွန်တော်ရွာတွေကျွန်တော်ပြေတော့ဘယ်နေရာမှာဘာမှဖြစ်သေးသူ့ရွာတိုင်းမှာကျွန်တော်တနက်ရှာဖို့ကျွန်တော်တပြန်ပူတဲ့ခါကျမှတလန်းလုံးကျွန်တော်ကြီးလာတာတရွာလုံးဗျာအဲ့တလုံးမှမရှိတော့ဘူးပြီးချုပ်ရတာနောက်တော့ရှင်းပြောမှဆိုရင်တိုက်အိမ်လေးတွေတိုက်အိမ်ဘူးတစ်ထပ်တိုက်အိမ်ဘူးလေးတွေနှလုံးသားသုံးလုံးမိတာပဲကြာတော်ပြန်တော့အိမ်တွေဘာတွေကတော့အကုန်လုံးတရွာလုံးမှာအိမ်တွေဗျာအိမ်ကြီးအိမ်ကောင်းနေမျိုးတွေအဲ့တော့မှကျွန်တော်တူလာမှကျွန်တော်အာဝါဘာလို့တော့ပြီးချုပ်ရဒီပြည်သားတွေကလေးတွေမိန်းမတွေတက်ကြီးရွယ်တွေဖိုးကြီးဖွားကြီးတွေဓမ္မတနေ့ကြပါတရွာလုံးလို့ပြီးကုန်နေရပြီးချုပ်ရတာအဲ့လိုနေတွေကမရှိအောင်လို့သူတို့လုပ်ပြတာအဲ့ကျွန်တော်ကြည့်ရကျွန်တော်စိတ်ဆင်ရဲပါတနက်တခြားဖို့လုပ်တဲ့ခါကြတော့ကျွန်တော်ထိုင်နေနေကကျွန်တော်ဖုန်းနေနေကကျွန်တော်ရှာဖို့ကကျွန်တော်ဝင်သွားတဲ့အိမ်လမ်းကျွန်တော်မှတ်ပြီးတော့အိမ်တွေကတော့ပြီးလောက်တော့တရွာလုံးအကုန်နေတယ်အဲ့ဒါလည်းနောက်တစ်ခေါက်ကြာမှကျွန်တော်အဲ့ဒီချောင်းဟိုဘက်ကနေကျွန်တော်လိုက်ပူတယ်အဲ့ဒါနဲ့ကျွန်တော်ချက်ချင်းပဲပြန်တွေ့ရတယ်အဲ့ဒါဆိုတော့ဟိုဘက်ကန်ကြတော့ကျွန်တော်မှတ်မိတယ်လေကျွန်တော်ကူသွားတဲ့နေရာကျွန်တော်ထားရတဲ့နေရာတွေဒီဘက်ကြာတော့ကျွန်တော်မှတ်မိတယ်ဘာလို့လဲဆိုတော့တရွာလုံးလူဆောင်မိရှုရတယ်ဆိုတော့ဘာလို့ရွာတရွာလုံးမိရှုရတယ်ကျွန်တော်ပြောတာဖြစ်တာဒီဓာတ်ကအဖွဲ့အစည်းချင်းဖြစ်တာဒီတက်ကြီးရွယ်တွေအဖိုးကြီးဖွားကြီးတွေလူတွေကလေးတွေအကုန်လုံးနေတဲ့အိမ်တွေຢာတွေအကုန်လုံးမိရှုရတာလူမဆောင်လောက်ရတဲ့ကဘာလောက်ထိရက်စက်ကြံကြောက်ရတာတရွာလုံးတော့မိရှုတဲ့အထိဆိုတော့နောက်ပြီးတော့ရွာတွေဘုံတွေကျဲနေနေတာယောက်ျားချင်းချင်းပဲဗျာသူပြစ်ကိုပြစ်နေတာပဲအကုန်လုံးကတနက်ကင်တိုင်းလူကြီးပဲပြစ်ပေါ့ဘာလို့လဲရွာတွေမိရှုရတာနောက်ပြီးတော့ပါလောက်တယ်ဟိုလေနေတက်ခေါ်တာဘုံကြီးเจ้าနေပါကြံမကြံအကုန်လုံးဘုံနဲ့ကျဲတယ်ဆက်လက်တွေနဲ့ကုတ်တာဒါမလို့တဲ့ရတယ်ပေါ့သူတို့တွေကတော့ပဲစဉ်းစားမှာဗျာအိမ်နဲ့ရနေပြီးတော့လူတွေမှာဟုတ်တယ်သူတို့ကတော့အရှင်းပြောရမယ်ဆိုရင်တော့ဗျာညောင်းလိုက်လောက်လိုက်ခွေးတွေဆိုတော့လည်းသူတို့စီးတဲ့အုံလောက်နေနဲ့သူတို့လှုပ်ချင်တာလှုပ်မှာကျွန်တော်ပြောချင်တာအခုကျွန်တော်ဝင်ခဲ့တယ်အခုရောက်ခဲ့တယ်ကျွန်တော်ခေါ်လာတဲ့ဒီရက်တွေဖွဲ့စည်းရကိုကြီးတွေအကုန်လုံးပါပဲကျွန်တော်ညီကိုရင်းလို့ပဲဆက်ဆံခုကတည်းကနေကျွန်တော်တနက်ချာရီတော့အခုကျွန်တော်တို့တက်ရင်ခေါ်လာတယ်တက်ရင်ရောက်လာကျွန်တော်တို့ပြီးရတဲ့လူတွေရှိပါတယ်တူတူပါသူတို့ကုတ်ပြီးထုတ်တော့ကျွန်တော်ကုတ်ပြီးထုတ်ပဲသူတို့မဟုတ်ထုတ်ဆိုင်ကျွန်တော်မဟုတ်ထုတ်ပဲနောက်ဆုံးသူတို့ထမင်းဟင်းစားတာတော့မှတတုံးဆိုကျွန်တော်တို့ကောင်းမှုပဲကျွန်တော်တို့ထားလာတာခေါ်တော့သေးပါပဲသူတို့ပြောသလိုတော့မဟုတ်ဘူးပေါ့သူတို့ပြောတာတော့ဗျာသူတို့ကတော့စစ်တပ်ပဲဆိုတော့လည်းအောက်ကရတွေရှောက်ပြောတော့မင်းတို့ PDF လက်ရောက်နေဒီမှာတို့တာကွင်းဆိုပြီးမီရှိုးတတ်မှာတို့နေရဖြတ်မှာတို့ရှာဖြတ်မှာတို့ကောင်းဖြတ်မှာတို့မျိုးပါဗျာသူတို့ပြောကြတာဒါပေမဲ့သူတို့ပြောတာတွေယုံမယ်ဆိုလို့ရှိရင်တော့နေုံသိမ့်လို့ကြောက်ထင်ပါလားဘာလို့လဲဆိုတော့အခုကျော်ပြောပြတာတွေအကုန်လုံးဒေတာစဉ်းစားကြည့်မယ်ဆိုရင်ပေါ့ဗျာအခုလက်ရှိကျော်နေနေတာကိုပဲကြည့်အခုဒီမိနစ်တာကျွန်တော်ထင်မြင်စားတာရေမိုးချိုးပြီးတော့ထင်မြင်စားတာကိုစံတာနဲ့ကိုပဲဒီချိုးရင်မချိုးရင်အခုကျွန်တော်ထင်မြင်စားပြီးဒီပဲကျွန်တော်အခုကျွန်တော်ပြောချင်တာအခုစစ်တပ်တဲ့ဝင်မဲ့စားအဲ့ဒီစစ်တပ်တဲ့မှာလက်နက်ကင်တော့လိုက်လုပ်နေမဲ့စားအခုလို့ကျွန်တော်တို့ကောင်းမွန်တဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေဝင်လာရင်အကုန်လုံးဆင်ပြေမယ်လို့ကျွန်တော်ထင်တာဘာဖြစ်လို့လဲဆိုတော့စစ်တပ်မှာနေတယ်ဆိုတော့လည်းကျွန်တော်လည်းအခုနေလာခဲ့တာပါနေလာခဲ့တာဆိုတော့စစ်တပ်အကြောင်းဘယ်လိုနေရတယ်ဘယ်လိုထိုင်ရတယ်ဘယ်လိုအာဏာတွေညားတယ်ဘယ်လိုမိတ်တွေများရဆိုတော့လည်းကျွန်တော်လည်းတွေ့ကြုံခဲ့တာအဲကြောင့်ကျွန်တော်တို့တင်တန်းဆင်းခဲ့တဲ့ဒီကိုတွေလည်းရှိပါလားတကယ်ချင်းတွေဒီပုံပဲတို့ပြေးချင်းလဲဆိုရင်တော့ပြေးတာပြေးစစ်တပ်မှာစစ်တပ်ပြေးပြီးတော့လည်းမင်းတို့ပါရောက်လို့ဆိုရင်ကွာဘေးရွာမဆိုအခုချိန်မှာ PDF တွေဆိုတာဘေးရွာမဆိုရှိပါတယ်အဲ့ရွာတွေကတရားရောက်တွေ့လို့ဆိုရင်မင်းတို့အခုညီတာတောင်းလိုက်အဲ့မှာတော်လိုင်းဖွဲ့စည်းတဲ့နေရာတကာရှိတယ်မင်းတို့ဒီမှာရောက်တဲ့နေရာကျရောက်တဲ့နေရာပြီးမင်းလွတ်တဲ့နေရာကပြီးပြီးတော့အဲ့ဒီရွာတွေကဒီတရားရောက်တာအခုညီတောင်းလိုက်မင်းတို့ပို့ပြီးလိုက်မင်းတို့တို့တင်ခဲ့တယ်လို့မင်းတို့လဲလဲမလီမီရှိုးတက်ဖို့လည်းမရှိရောက်လို့ဆိုရင်မင်းတို့မင်းသားလို့ပဲမင်းတို့ထားတာမင်းတို့မင်းသားလို့ပဲဆက်ဆံဒီကိုရင်းမောင်းမားတယ်လို့အဲ့တော့မင်းတို့ပြေးမဲ့ဆိုလို့ဆိုရင်အောက်ထပ်တိုက်ပွဲအကြီးကြီးတွေမဖြစ်ခင်တက်တွေကနေပြီးတော့မြန်ဆုံးလုံးအောင်ထွက်ပြေးခဲ့လို့ငါပြောချင်တယ်